ဒီနေ့မှာတော့မြန်မာနိုင်ငံရဲ့လက်ရှိစီးပွားရေးအခြေအနေကိုအကျဉ်းချုပ်တင်ပြပေးသွားမှာဖြစ်ပါတယ်။လက်ရှိမှာမြန်မာစီးပွားရေးဟာပြန်လည်ထူထောင်ဖို့ကြိုးစားနေတဲ့အဆင့်တစ်ခုမှာရှိနေပါတယ်။နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုတွေပြည်တွင်းပဋိပက္ခတွေကြောင့်စီးပွားရေးတိုးတက်မှုဟာမျှော်မှန်းထားသလောက်မတက်နိုင်သေးပါဘူး။ငွေကြေးဘက်မှာတော့ကျပ်တံမိုးလျော့နည်းလာမှုကြောင့်ကုန်စည်နှုန်းတွေတဖြည်းဖြည်းမြင့်တက်နေပါတယ်။အထူးသဖြင့်အခြေခံစားတောက်ကုန်တွေလောင်စာဆီနဲ့တည်ယူပို့ဆောင်ရေးကုန်ကျစရိတ်တွေမြင့်တက်လာတာကြောင့်လူထုအတွက်နေ့စဉ်ဘဝအခက်အခဲတွေတိုးလာပါတယ်။ကုန်သွယ်ရေးဘက်ကိုကြည့်မယ်ဆိုရင်ပြည်ပတင်ပို့မှုအချို့ဆက်လက်ရှိနေတော့လဲနယ်စပ်ကုန်သွယ်ရေးမှာအခက်အခဲတွေရှိနေပါတယ်။အထူးသဖြင့်လမ်းပန်းဆက်သွယ်ရေးနဲ့လုံခြုံရေးပြဿနာတွေကြောင့်ကုန်စည်စည်းစိမ်မှုမတည်ငြိမ်ပါဘူး။အခြားတစ်ဖက်မှာတော့အသေးစားနှင့်အလတ်စားလုပ်ငန်းများသို့မဟုတ်စိတ်လုပ်ငန်းများဟာစီးပွားရေးအတွက်အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုအဖြစ်ဆက်လက်ရည်တည်နေပါတယ်။သို့သောငွေကြေးလက်လန်းမီမှုနှဲပါခြင်းလုပ်ငန်းသုံးကုန်ကျန်းစည်နှုန်းမြင့်တက်ခြင်းတို့ကြောင့်စိန်ခေါ်မှုများကြုံတွေ့နေရပါတယ်။အလုပ်ကိုင်ဘက်မှာလည်းအခက်အခဲများဆက်လက်ရှိနေပြီးလူငယ်အများစုဟာပြည်ပအလုပ်ကိုင်ကိုရှာဖွေနေကြပါတယ်။ဒါကြောင့်ပြည်တွင်းမှာကျွမ်းကျင်လုပ်သားရှားပါးမှုဖြစ်ပေါ်လာနိုင်ပါတယ်။ဒါပေမဲ့အချို့ကဏ္ဍတွေမှာအလားအလာကောင်းတွေရှိနေပါသေးတယ်။ Digital စီးပွားရေး online ကုန်သွယ်မှုနဲ့စိုက်ပျိုးရေးကဏ္ဍတွေမှာတဖြည်းဖြည်းတိုးတက်လာနိုင်တဲ့အခွင့်အလမ်းတွေရှိနေပါတယ်။အဆုံးသတ်အနေနဲ့ပြောရမယ်ဆိုရင်မြန်မာစီးပွားရေးဟာစိန်ခေါ်မှုများနဲ့ရင်ဆိုင်နေရပေမဲ့ပြန်လည်တည်ငြိမ်မှုရရှိလာပါကတိုးတက်နိုင်တဲ့အခြေခံအလားအလာများကိုဆက်လက်ရှိနေစေဖြစ်ပါတယ်။ဆက်လက်ပြီးမြန်မာနိုင်ငံစီးပွားရေးအတွက်အရေးကြီးဆုံးအခြေခံတစ်ခုဖြစ်တဲ့တောင်သူလယ်သမားများအကြောင်းကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံဟာစိုက်ပျိုးရေးအခြေပြုနိုင်ငံတစ်နိုင်ငံဖြစ်ပြီးလူဦးရေအများစုဟာလယ်ယာလုပ်ငန်းများမှာပါဝင်လုပ်ကိုင်နေကြပါတယ်။ထို့ကြောင့်တောင်သူလယ်သမားများသည်စီးပွားရေးတိုးတက်မှုအတွက်အဓိကအင်အားစုတစ်ခုဖြစ်ကြပါတယ်။လက်ရှိအခြေအနေမှာတော့တောင်သူများဟာစိန်ခေါ်မှုများစွာကိုရင်ဆိုင်နေရပါတယ်။ပထမဦးဆုံးအနေနဲ့ကုန်ကျန်းစည်နှုန်းများမြင့်တက်လာခြင်းဖြစ်ပါတယ်။မျိုးစေ့ဓာတ်မြေဩဇာလေယာသုံးစီနှင့်စက်ကရိယာများ၏ဈေးနှုန်းများမြင့်တက်လာခြင်းကြောင့်ထုတ်လုပ်မှုကုန်ကျစရိတ်များတိုးလာပါတယ်။ထို့ပြင်မိုးလေဝသမတည်ငြိမ်မှုများရေရှားပါမှုများနှင့်တဘာဝဘေးအန္တရာယ်များကလည်းစိုက်ပျိုးရေးထုတ်လုပ်မှုအပေါ်တက်ရောက်မှုရှိနေပါတယ်။ဈေးကွက်ဘက်တွင်လည်းတောင်သူများအတွက်အခက်အခဲများရှိနေပါသည်။ထုတ်လုပ်ထားသောသီးနှံများကိုတန်ဖိုးတင်စွာမရောင်းနိုင်ခြင်းတည်ယူပို့ဆောင်ရေးအခက်အခဲများကြောင့်အမြတ်အစွန်းနည်းပါးခြင်းတို့ဖြစ်ပေါ်နေပါတယ်။ဒါပေမဲ့အခွင့်အလမ်းများလည်းရှိနေပါသေးတယ်။နည်းပညာအသုံးပြုမှုတိုးတက်လာခြင်းကြောင့်စိုက်ပျိုးရေးတွင်ထိရောက်မှုများတိုးလာနိုင်ပါတယ်။ဥပမာအားဖြင့်စိုက်ပျိုးရေးနည်းပညာအသစ်များရေသုံးစွဲမှုစီမံခန့်ခွဲမှုများနှင့်အွန်လိုင်းဈေးကွက်များမှတဆင့်တောင်သူများ၏ဝင်ငွေတိုးတက်နိုင်ခြေရှိနေပါတယ်။ထို့အပြင်တောင်သူများအတွက်ငွေကြေးအကူအညီများလယ်ယာဖွံ့ဖြိုးရေးအစီအစဉ်များကိုပိုမိုရရှိလာပါကစိုက်ပျိုးရေးကဏ္ဍတိုးတက်လာနိုင်မည်ဖြစ်ပါသည်။အဆုံးသတ်အနေနဲ့ပြောရမယ်ဆိုရင်တောင်သူလယ်သမားများသည်မြန်မာစီးပွားရေး၏အခြေခံကျသောအင်အားတစ်ခုဖြစ်ပြီးယင်းတို့၏အောင်မြင်မှုသည်နိုင်ငံတစ်ခုလုံး၏စီးပွားရေးအောင်မြင်မှုနှင့်တိုက်ရိုက်ဆက်စပ်နေပါသည်။နားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။